ကြီးလို့မခေါ်နဲ့ကိုကြီးအရွယ်ကခလေးကြိုက်တယ်ဦးခေါ်ကိုကြီးခေါ်ခလေးလေးကတိတ်ဆိုတာပဲနော်ခလေးဆိုသမျှတီးခံရှိတာဦးတယောက်တည်းပဲရှိတာပါဦးလေအသေးနဲ့ပါရမ်းရှိတဲ့နှလုံးသားနဲ့လူစိတ်နဲ့စဉ်းစားတင်တောင်းနိုင်တာဟောဒီဦးပဲရှိတာပါအကိုင်းရှိတဲ့အကိုင်းကြီးမှစိတ်ချယုံကြည်နာလိုက်ကလေးရဲ့ဦးတို့တခေစမ်းပြီးလူငယ်တွေတောင်လိုက်မမိဘူးနော်အသက်ကြီးလို့မခေါ်နဲ့ကိုကြီးအရွယ်ကခလေး